တာပါကိုအောင်သန်းပိုင်မှုကိုအောင်သန်းပိုင်ခုကောပေါ့နော်ဒီရွှေတောင်တာကသူမှာလက်ရှိလုံနေတဲ့ຢာတို့နဲ့တာဝန်လေးတို့လည်းတစ်ချက်မိတ်ဆက်ပေးပါအောင်ဗျဟုတ်တွေ့ရတာဝမ်းသာပါတယ်ကိုတူတာကျွန်တော်ကတော့ရှူတောင်တက္ကသိုလ်မှာဆိုလို့ရှိရင် Junior Research Fellow အနေနဲ့တာဝန်ထမ်းဆောင်နေတဲ့အောင်သက်ပိုင်မှုဖြစ်ပါတယ်ပေါ့နော်ဟုတ်အော်ဟုတ်တွေ့ရဝမ်းကဲ့ပါဗျသာပါတယ်ဟုတ်ကဲ့ပါဟုတ်အရင်ကလည်းပေါ့နော်ဒီ education နဲ့ပတ်သက်တဲ့ဒီသုံးသပ်မှုချက်ဆောင်းပါးလေးတွေလည်းဒီကွန်တက်ဘက်မူအနေနဲ့ရေးခဲ့တာဆိုတော့ပေါ့နော်ဒီနေ့အာတင်ပြသွားမယ်ပေါ့နော်ဒီ Dan Formal Education နဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံရဲ့အခြေအနေလေးကိုလည်းဒါကွန်တက်ဘက်မူရဲ့အမြင်ကိုအာဟိုပေါ့တယောက်တည်းရဲ့အမြင်အနေနဲ့တင်ပြသွားမှာကိုလည်းဒါကျွန်တော်တို့ welcome ဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ပေါ့နော်ဒါသိချင်တာကကျတော့ဒီ non formal education ကရဲ့အဓိပ္ပာယ်ကိုတစ်ချက်အရင်ပြောပြပေးပါအောင်ဗျဟုတ်ကဲ့ဟုတ်အဓိကက non formal education ဆိုတာကမြန်မာလိုပြောလို့ရှိရင်တော့တမန်ရိုးကျမဟုတ်တဲ့ပညာရေးအခြေအနေပေါ့နော်ပညာရေးစနစ်တစ်ခုလို့ပြောလို့ရတယ်အဲ့တော့တမန်ရိုးကျမဟုတ်တဲ့ပညာရေးစနစ်ဆိုတာဘယ်လိုဟာမျိုးဆိုတော့သူ့မှာကstructure တော့ရှိတယ်သူက organize စုစည်းထားတဲ့ဟာမျိုး system လေးရှိတယ်ပြီးတော့အဲ့ဒီဟာတွေကဘာတော့ကိုသွားရတယ်ဆိုတော့ဒီပညာရေး activity တွေပေါ့နော်ဒါပေမဲ့သူကကျွန်တော်တို့ youth formal education နဲ့ဘာမတူဘူးလဲဆိုလို့ရှိရင် youth formal education မှာဆိုလို့ရှိရင်ဒီသင်ကြားတဲ့သူတွေကပို့ပြီးတော့သူတို့မှာ autonomy authority ရှိရလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ non formal education မှာဆိုလို့ရှိရင်တော့အဓိကသင်ကြားခံရတဲ့သူသင်ယူလိုတဲ့သူရဲ့စိတ်ကအဓိကဖြစ်တယ်လို့ပြောလို့ရတယ်နောက်တစ်ခုကကြတော့ဒီလိုမျိုး non formal education တွေကသူတို့မှာသတ်မှတ်ထားတဲ့sub group လေးပေါ့နော်ဆိုလိုတာကဒီလူဦးရေအတွက်ကိုရည်မှန်းပြီးလုပ်ထားတယ်ပြီးတော့ non formal education ကကြတော့တာမန် formal education နဲ့ပြောတာကြတော့သူကတာမန် education မှာဆိုလို့ရှိရင်ကိုရကျွန်တော်တို့ major တစ်ခုဆိုလို့ရှိရင်ဒီ major ကိုသင်တယ်ဆိုရင်ဒီ major မှာအကုန်လုံး coverage ဖြစ်တဲ့ဟာမျိုးသင်တာများတယ်ဒါပေမဲ့ non formal education ကအဲ့လိုမဟုတ်ဘဲနဲ့ specialize ဖြစ်တဲ့ဟာမျိုးတွေကိုအချိန်တိုအတွင်းနဲ့ထိထိရောက်သင်ကြားပေးနိုင်ဖို့ပေါ့နော်အဲ့ဒါမျိုးရည်ရွယ်ပြီးတော့လုပ်တဲ့ program လေးတွေကို non formal education လို့ပြောလို့ရပါတယ်ဗျဟုတ်အော်ဟုတ်ကဲ့ပါဗျဟုတ်ခုဆိုတော့ပေါ့နော်ဒီ non formal education အနေကပေါ့နော်ဒီမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေမှာဆိုရင်ဘယ်လိုမျိုးအကျိုးကျေးဇူးရှိနိုင်မလဲဆိုတော့မြင်ပါတယ်ဗျဟုတ်ဟုတ်အဓိကကအကျိုးကျေးဇူးကိုမပြောခင်ပေါ့နော်မြန်မာနိုင်ငံမှာဘာကြောင့် non formal education ကအရင်အရေးကြီးလဲဆိုတော့ကျွန်တော်အနေနဲ့နည်းနည်းလေးရှင်းပြချင်တာမျိုးရှိရပေါ့နော်ဟုတ်တယ်အဲ့ဒါလေးရောရှင်းပြမှုပြပါပေါ့နော်အဓိကဟုတ်ကကြတော့ကျွန်တော်တို့မြန်မာနိုင်ငံကဆိုလို့ရှိရင်အခုက poly crisis လို့ခေါ်တဲ့ပေါ့နော်အကျက်အတဲအများကြီးနဲ့ကြုံတွေ့နေရတဲ့ကာလတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်တဘာဝဘေးရန်တွေရှိတယ်နိုင်ငံရေးစီးပွားရေးလူမှုရေးအခြေအနေအများကြီးရှိရပေါ့လေအဲကြတော့အဓိကအကျိုးသက်ရောက်မှုရှိတဲ့အရာတွေအများကြီးတွေမှာကျွန်တော်တို့လောဆယ်ပညာရေးအပိုင်းကိုပြောချင်တာဆိုတဲ့အတွက်ကြောင့်မို့လို့ပညာရေးကိုတော့ဦးတည်ပြီးပြောပြမယ်ပေါ့နော်အာဘာတွေဖြစ်နေလို့ဆိုတော့ကျွန်တော်တို့စီကလူငယ်အများစုကပေါ့ပညာရေးနဲ့ဝေးကွာလာနေတာကိုသွားပြီးတွေ့ရတယ်ပေါ့ပညာရေးနဲ့ဝေးကွာလာနေတယ်ဆိုတာကကျတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ data တွေစာတမ်းတွေထုတ်ထားတယ်အများကြီးရှိတယ်ဒါပေမဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကတော့data တွေအကုန်လုံးကိုက်ညီနေမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကဲ့နောက်ဆုံး ISP ကနေပြီးတော့ထုတ်ထားတဲ့စာတမ်းအရဆိုလို့ရှိရင်မြန်မာနိုင်ငံမှာ53%လောက်တော့လူငယ်တွေကဒီပညာရေးနဲ့ဝေးကွာလာတယ်လို့ပြောထားတာကိုသွားတွေ့ရတာပေါ့အဓိကတော့လူဦးရေရဲ့9တန်းပေါ့နော်ဒီလူငယ်လူရွယ်တွေရဲ့9တန်းလောက်ကပညာရေးအနေနဲ့ရှင်းကပ်မှုမရှိဘူးဒါမှပညာသင်ကြားနေတဲ့အခြေအနေမှာလည်းမရှိဘူးတချို့ကြောင့်လည်းစီးပွားရေးလုပ်ငန်းဝင်တွေဝင်သွားမျိုးတွေရှိတယ်တချို့ကြတော့လည်းအဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်နေရဆုံးခွာနေရတာမျိုးကြောင့်တချို့ကြောင့်လည်းကိုယ်နိုင်ငံရေးရည်တည်ချက်ကြောင့်အခြေအနေတွေအများကြီးရောက်မို့လို့ပေါ့နော်ပညာရေးနဲ့ပုံပုံကွာနေရတဲ့အခြေအနေတွေကိုသွားတွေ့နေရတယ်ပေါ့လေဒီလိုပဲပေါ့နော်ဒီလို ISP လို့မဟုတ်ဘဲနဲ့international NGO တွေဖြစ်တဲ့ Save the Children လို့ UNICEF တို့လိုဟာမျိုးတွေ UNDP လိုဟာမျိုးတွေကလည်းသူတို့ပြောတဲ့ data တွေရဆိုလို့ရှိရင်တော့တေချာတစ်ခွက်တော့အနည်းဆုံး3တန်းကျော်နဲ့4တန်းကျော်လောက်ကတော့ဒီပညာရေးနဲ့ဝေးကွာနေတယ်လို့ပြောလို့ရတယ်ပေါ့လေအဲ့ဒီအခြေအနေမှာဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့မှာဒီပညာရေးကိုထောက်ပံ့ပေးနိုင်တဲ့ service ပေးနိုင်တဲ့ program တွေရှိသလားဆိုတာမျိုးပြန်ပြီးစဉ်းစားရမှာပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့ဒီပညာရေးကဘာလို့အရေးကြီးလဲဆိုတဲ့အခါမှာတခြားသော cross section အပိုင်းတွေဖြစ်တယ်ပေါ့နော်ဒီ gender အပိုင်းလိုမျိုးနောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမတန်ဆွမ်းအပိုင်းပေါ့နော်အဲ့ဒီအပိုင်းတွေမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့marginalize ဖြစ်တဲ့ပြောလို့ရှိရင်တော့ထိခိုက်လွယ်တဲ့အုပ်စုတွေပေါ့လေvulnerable ဖြစ်တဲ့ community တွေထိခိုက်လွယ်တဲ့အုပ်စုတွေမှာဆိုလို့ရှိရင်ပညာရေးကပူပူပြီးဝေးကွာလာတော့တွေ့ရတယ်နောက်တစ်ခုကကြတော့ခုနပြောခဲ့တဲ့ poly crisis အခြေအနေဖြစ်တော့တကြောင်မို့လို့လေအလောက်ကန်ရရှိမှုနှုန်းတွေပြီးတော့ဒီလူချင်းချင်းပေါ့နော်ခေါင်းပုံဖြတ်ခံရတာမျိုးတွေဒါမျိုးတွေကလည်းပို့ပြီးတော့ကျွန်တော်တို့တွေ့လာတာမျိုးရှိတယ်ပေါ့လေအဲ့ဒါမျိုးတွေကိုပြုပြင်ဖို့ဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့ကလောလောဆယ်မှာဘာလုပ်နိုင်မလဲကိုစဉ်းစားဖို့လိုတယ်ပေါ့အဲကြတော့အခုလိုစစ်ဘေးရှောင်နေတဲ့အခြေအနေဒါမှမဟုတ်တဘာဘေးရနေကြောင်းမလို့ကျောင်းတွေပျက်စီးသွားတဲ့အခြေအနေအဲ့ဒီအခြေအနေအကုန်လုံးကို coverage ဖြစ်နိုင်တာကြတော့ကျွန်တော်တို့ဒီ non formal education ပေါ့နော် NFP ရပဲတကယ်လို့ coverage ဖြစ်နိုင်တာဘာဖြစ်လို့ဆိုတော့လောလောဆယ်မြန်မာနိုင်ငံအခြေအနေရဆိုလို့ရှိရင်ဒီ
လူငယ်လူရွယ်ဆိုတာထက်ကိုပေါ့နော်လူကြီးရဲ့18.5%လောက်က NEDT လို့ခေါ်တဲ့လုပ်ငန်းမှာလည်းမရှိဘူးစာသင်ခန်းထဲမှာလည်းမရှိဘူးtraining တက်နေရမျိုးလည်းမဟုတ်နေဘူးပေါ့နော်အဲ့ဒီလိုအခြေအနေကိုပဲကြုံတွေ့နေရမျိုးဖြစ်နေတယ်အဲ့တော့ဒါက generation တစ်ခုစလုံးပေါ့နော်ဒါပြောလို့ရှိရင်တော့ကွာဟချက်တွေပိုပြီးကြီးမားလာဖို့ရှိရပေါ့နော်ဟုတ်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ non-formal education ကိုဦးစားပေးပြီးပြောချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ခုနကကိုသူရမိတဲ့မေးခွန်းမှာဆိုလို့ရှိရင်ကျတော့ဒီ non-formal education ကဘာကြောင့်မို့လို့အရေးကြီးရလဲပေါ့နော်အဲ့ဒီအပိုင်းကိုပြောရမယ်ဆိုလို့ရှိရင်ဒါနဲ့ပတ်သက်ပြီးလုပ်ထားတဲ့စာတမ်းတွေလည်းရှိတယ်အဓိကကတော့ non-formal education ကိုအကောင့်ထဲပေါ်နိုင်တယ်ဆိုလို့ရှိရင်ကျတော့ဟိုဒီ education program တွေမှာပါဝင်တဲ့လူငယ်လူရွယ်တွေကဆိုလို့ရှိရင်သူတို့ရဲ့အာ civic mindset ပေါ့နော်ဒီလူထုကိုအကျိုးပြုခြင်းတဲ့စိတ်တွေပြီးတော့သူတို့specialize လုပ်တဲ့ major လေးတွေပေါ့နော်သူတို့အထူးပြုတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီးပုံတက်ကျွမ်းလာမျိုးတွေရှိတယ်။ချို့ကြောက်လည်းဒီလူ program တွေကနေတစ်ဆင့်ပေါ့နော်။တမူဝမ်းကြောင်းပညာတစ်ခုတက်သွားတာမျိုးတွေလည်းရှိတယ်။အဲ့တော့ဥပမာဖြစ်မိုးဖုတ်တာမျိုးတွေဒါမှမဟုတ်ဆက်ချုပ်တင်တာမျိုးတွေပေါ့နော်။ဒါမျိုးတွေကလည်းသူတို့ဝင်ငွေလေးတွေရလာမျိုးတွေရှိတယ်။ပြီးတော့သူတို့မိသားစုဘဝတည်ထောင်လာနိုင်တာမျိုးတွေလည်းရှိတယ်ပေါ့လေ။အဲ့တော့ပြောချင်တာကတော့အရန်ကွာဟချက်ကြီးကြီးမားမားမဟုတ်ဘဲနဲ့ကျွန်တော်တို့တွေဒါကိုချုပ်နိုင်မယ်ပေါ့နော်။သူတို့ဘဝကိုသူတို့ကိုယ်တိုင်လည်းဝမ်းကြောင်းလာနေတဲ့အတွက်ကြောင့်မို့လို့ဒီလူပတ်ဝန်းကျင်မှာဆိုလို့ရှိရင်မိသားစုဝင်တွေကနေပြီးတော့ဝန်ထုတ်မှုဖြစ်တဲ့ကိစ္စမျိုးတွေလည်းရှော့နိုင်မယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့ဒီကိုဟုတ်အဲ့ဒါကြောင့်မို့လို့ non-formal education ကအဓိကအရေးကြီးတာပါဒါအပြင်ကိုနောက်တစ်ချက်ရှိတာကကျတော့ဒီလို education program တွေမှာပါဝင်တဲ့သူတွေကနေပါတက်ဆင်ပေါ့နော်အချင်းချင်းကြားထဲမှာပို့ပြီးတော့ရင်းနှီးညာမှုတွေပြီးတော့ကြာနေတဲ့စိတ်ထဲကြာနေတဲ့အပိုင်းတွေလည်းရှိနိုင်တာပေါ့လေသူတို့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာအရာတွေခွန်အားဖြစ်စေတဲ့အပိုင်းတွေလည်းရှိတယ်မြန်မာနိုင်ငံအနာဂတ်မြန်မာနိုင်ငံတိဆောက်ရေးလုပ်ငန်းတွေမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ကိုယ်အားနဲ့ကိုယ်ရဲ့ပါဝင်နိုင်မှုလည်းပုံမြင့်တင်ပေးနိုင်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ non-formal education ကအရေးကြီးတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဗျအော်ဟုတ်ကဲ့ပါဗျာဟုတ်ခုလိုဖြစ်ရတာလဲစိတ်ဝင်စားရကောင်းပါပေါ့နော်ဒီလက်ရှိ non formal education နဲ့ဆိုတော့လေဆိုတော့ဒီကိုအောင်သက်မှန်ပြောခဲ့သလိုပဲပေါ့နော်ဒီမြန်မာနိုင်ငံမှာကလက်ရှိပညာရေးဒီ institute တော့ရှိတယ်ဒါပေမဲ့ဒီ non formal education လိုအပ်နေတဲ့ဒီလူငယ်တို့ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့ပညာရေးကိုဒီ formal education ကိုလက်လန်းမမီနိုင်တဲ့အကြောင်းမျိုးမျိုးကြောင့်လက်လန်းမမီနိုင်တဲ့ဒီအာလူငယ်တို့တွေအတွက်ကျတော့ဒီ non formal education ကအရေးပါလာလို့တော့သုံးသပ်ရတယ်ပေါ့နော်ဆိုတော့ဒီလက်ရှိမြန်မာနိုင်ငံရဲ့ဒီ formal education အခြေအနေနဲ့ဒီလူငယ်တွေဘာလို့လက်လန်းမမီနိုင်ဖြစ်နေရတာလဲဆိုတဲ့အကြောင်းကိုတစ်ချက်ဆွေးနွေးပြပါအောင်ဗျာဟုတ်ကဲ့အော်အဲ့ဒါကအဓိကအဖြစ်တော့ပေါ့နော်ကျွန်တော်တို့ခုလိုစဖြစ်နေတဲ့နိုင်ငံရေးအကျပ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျောင်းဖွင့်တဲ့နေရာတွေကြုံလာအမျိုးကြီးလေကျွန်တော်တို့ဘက်မှာတွေ့ရတယ်ပေါ့နော်ပြောချင်တာကကြတော့တချို့သောနေရာတွေမှာဆိုလို့ရှိရင်တိုင်းသားလက်နက်ကိုင်တွေရှိရဲပြီးတော့အဓိကအဖြစ်တော့ပေါ့နော်ဒီနေမြေခွဲဝေမှုအပိုင်းတွေပေါ့နော်ဒါမျိုးတွေမှာဆိုလို့ရှိရင်အကျပ်တဲတွေကြုံတဲ့အခါမှာကျတော့ကျွန်တော်စာသင်ကျောင်းတွေကလက်နက်ကင်တွေရဲ့အခြေပြုတဲ့စခန်းတွေဖြစ်သွားမျိုးလည်းရှိတယ်လို့မျိုးဒီစာသင်ကျောင်းတွေကိုဥတီတိုက်ခိုက်တဲ့ဟာမျိုးတွေဘယ်နှစ်ဖက်စလုံးမှာရှိနေတာမျိုးလည်းတွေ့ရတယ်ပေါ့လေဒါကတော့မြေပြင်သတင်းတွေဒါမှမဟုတ်ရင်လည်းဒီ report တွေကနေတစ်ဆင့်သိရတယ်ဆိုပေမဲ့လက်ရှိအခြေအနေမှာကျတော့ကျောင်းဖွင့်ဖို့အတွက်ကိုမဝင်မရဖြစ်နေတဲ့အခြေအနေမျိုးလည်းအများကြီးရှိတယ်ပေါ့နောက်တစ်ခုကကျတော့တစ်ဖက်မှာဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့CDN လောက်တာပေါ့နော် CDN လောက်တဲ့ဆရာဆရာမတွေဆိုလို့ရှိရင်လည်းdata တွေရဆိုလို့ရှိရင်3,200ခွဲလောက်ကဆရာဆရာမဖြစ်ကနေပြီးတော့ထုတ်ထွက်သွားတခြားသော professional ဘိုင်းကိုပြောင်းသွားမျိုးလည်းရှိတယ်အဲ့တော့အဲ့လိုအခြေအနေမှာဆိုလို့ရှိရင်ဒီ human resource မလုံလောက်ဘူးပေါ့နော်ပြောလို့ရှိရင်တော့စာသင်ပေးနိုင်တဲ့ resource တွေမရှိတော့တာမျိုးတွေနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီចောင်းသားတွေဆိုလို့ရှိရင်လည်းစီးပွားရေးအရာအခက်အခဲဖြစ်တဲ့အကြောင်းမို့လို့စာမတင်နိုင်တော့ဘူးပေါ့နော်မိသားစုကနေပြီးတော့ကျောင်းမထားနိုင်တော့တဲ့အခြေအနေတချို့တွေလည်းရှိတယ်ဥပမာဒီနောက်ဆုံးဖြစ်ခဲ့တဲ့ကျွန်တော်မန္တလေးစကိုင်းပေါ့နော်စကိုင်းငလျင်ဆိုလို့ရှိရင်လည်းဒီမြန်မာနိုင်ငံလည်းမှာရှိတဲ့အကြောင်းပေါင်း2500လောက်ကိုသူကပြူကျပျက်စီးစေတယ်ပေါ့နော်အဲ့ဒါအောင်မှပြန်နေပြီးထူထောင်တယ်ဆိုတဲ့အပိုင်းမှာလည်းတချို့ကျောင်းသားကျောင်းသူတချို့လူငယ်လူရွယ်တွေကြတော့မိသားစုဝင်တွေဆုံးမသွားတဲ့အခြေအနေမျိုးတွေဒါမှမဟုတ်လို့ရှိရင်လည်းသူတို့ကိုယ်တိုင်ရောစိတ်ဓာတ်ပိုင်းဆိုင်ရာအရာမလုံးချင်တော့ဘူးဆိုတဲ့အခြေအနေမျိုးတွေဖြစ်လာတဲ့ခါကျတော့ဒီ formal education ကိုမလုပ်ချင်လို့မလုပ်တဲ့သူတွေရှိဆိုအခြေအနေကြောင်းမလို့မလုပ်ရတဲ့သူတွေလည်းရှိနေတယ်ပေါ့နော်ဒါအပြင်ခုနပြောခဲ့သလိုပဲလူမှုရေးစီးပွားရေးပေါ့နော်လူမှုစီးပွားအခြေအနေတွေကမပြီးတဲ့အတွက်ကြောင့်မလို့လဲစာသင်ခန်းတွေကိုမဝင်ကြတော့ဘူးတချို့ကြတော့လေဒီလိုအချိန်ကြာလာတဲ့အမျှစိတ်ကပြောလို့ရှိရင်တော့ပွင့်နေပြောရင်တော့တင်မလားကျောင်းစာသင်ဖို့စိတ်မပါတော့ဘူးပြောရမှာပေါ့နော်မိသားစု
အိမ်အောင်ပြုသွားတာမျိုးတွေလည်းရှိတယ်အခြေအနေမျိုးမျိုးရှိနေတဲ့အတွက်ကြောင့်မို့လို့ကိုစာသင်ခန်းနဲ့ဝေးကွာလာတာမျိုးတွေပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ formal education မှာဆိုလို့ရှိရင်စာသင်ရတဲ့အချိန်ကြီးကြာတယ်ပေါ့နော်ကြာတယ်ဆိုတာကအခုဆိုလည်း12တန်းဆိုလည်း18နှစ် session တွေမှာဘွဲရမယ်ပုံမှန်ဒါမှတစ်နှစ်တန်းအောင်သွားတဲ့သူတွေဒါပေမဲ့အဲ့ဒီဟာမျိုးဆိုလို့ရှိရင်လည်းမိသားစုအခြေအနေကမပေးနိုင်ဘူးဆိုလို့ရှိရင်ကျတော့ဟို10တန်းအောင်မေအလုပ်ဝင်တာနဲ့မအောင်ငယ်လုပ်ဝင်တာတွေကအခြေခံလောက်စာချင်းတိတ်ကွာချမှုကတွေ့နေရမျိုးမဟုတ်ဘူးဆိုတော့လူတွေကစောင့်ဝင်နေပိုဦးစားပေးလာတဲ့အတွက်ကြောင့်မို့လို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်ဗျ အော်ဟုတ်ကဲ့ပါဗျာဆိုတော့ဒီ formal education နဲ့ပတ်သက်ပြီးလူတွေလမ်းမမီဖြစ်လာတယ်မှာလဲကျွန်တော်တို့ဒီအထွေထွေအချက်အသေးကလည်းဒါဟိုတက်ရောက်မှုကြီးကြီးမားမားရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်ဆိုတော့ဟုတ်ကဲ့ခင်ဗျပြီးတော့ဒီအကောင်အသတ်မှပြောခဲ့သလိုမျိုးပဲဒီ formal education ကအချိန်ယူရတဲ့ကာလမှာဟိုကြက်တဲတဲ့လူတွေအနေနဲ့ကြတော့လေအာအလုပ်လုပ်ဖို့ပဲရွေးချယ်သားသလိုနောက်ပိုင်းဒီခုဟိုတချို့ဒီ formal education နဲ့မသွားခြင်းပဲနဲ့ဒီ GED တို့ဘာတို့ pathway ကနေပြီးတော့မှဆိုတော့အသွားကြတဲ့လူတွေလည်းရှိလာတာပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီမြန်မာနိုင်ငံမှာလက်ရှိဒီ formal education ကို implement လုပ်ဖို့အတွက်အခက်အခဲဖြစ်နေတဲ့အခြေအနေတစ်ခုမှာပေါ့နော်ဒီ non formal education ကိုအကောင့်ထဲပေါ်ဖို့အတွက်ဒီအဖွဲ့အစည်းပေါင်းစုံဒီစွမ်းအားပေါင်းစုံကနေပြီးတော့မှစ조사နေရလဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီလက်ရှိမြန်မာနိုင်ငံမှာဒီ non formal education ကို implement လုပ်နေတဲ့အချက်ဟိုအခြေအနေလေးကိုလည်းတစ်ချက်သုံးသပ်ပေးပါဦးဗျာဟုတ်ဟုတ်အာအဲ့ဒါကကြတော့ non-formal education အဓိကလုပ်နေတာကျွန်တော်တို့နှစ်ပိုင်းတွေ့ရတယ်ပေါ့နော်ပထမတစ်ပိုင်းကကြတော့အစိုးရနဲ့ပူးပေါင်းပြီးလုပ်နေတာမျိုးတွေရှိတယ်အစိုးရနဲ့ပူးပေါင်းပြီးလုပ်နေဆိုတဲ့နေရာမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့အရင်ကတည်းကပေါ့နော်ဒီတိုင်းရင်းသားဒေသတွေမှာတိုင်းရင်းသားလက်နက်ကိုင်ကြီးစိုးတဲ့ဒေသတွေမှာဆိုလို့ရှိရင်အရင်တော့ဆိုသူတို့ရဲ့အမျိုးသားကျောင်းလို့ခေါ်မှာပေါ့နော်အမျိုးသားကျောင်းလေးတွေတိုင်းရင်းသားဘာသာစကားကိုအဓိကထားသုံးပြီးတော့သင်တဲ့အကြောင်းတွေရှိတယ်ဒါပေမဲ့အဲ့ဒီဟာတွေကကြတော့ကျွန်တော်တို့အရင်2020မတိုင်ခင်အခြေအနေတုန်းကဆိုလို့ရှိရင်ကျတော့အစိုးရကျောင်းတွေတော့ပြန်လည်ပြီးတော့ဘောက်ကူတက်ရောက်ခွင့်ပေးတဲ့အခြေအနေမျိုးတွေလည်းရှိတယ်ပေါ့လေအာအဲ့ဒီအပြင်ကိုအဲ့လိုမျိုး data တွေအတွက်ကိုအဓိကထားပြီးတော့အစိုးရပညာရေးဝန်ကြီးဌာနအောက်ကနေပြီးတော့သွားတဲ့ဟာမျိုးနှစ်ပိုင်းကိုကျွန်တော်တို့တွေ့ရတယ်အဓိကကတော့ဒီ NFPE လို့ခေါ်တယ်ပေါ့နော်non formal အာ primary education နဲ့ non formal middle education ပေါ့အဲ့ဒါတော့ NFME လို့ခေါ်တယ်အဲ့နှစ်ခုကနေပြီးတော့ဟိုကျွန်တော်တို့ဒီပေါင်းကူးအခြေအနေမျိုးတွေလုပ်ပေးရမျိုးတွေရှိရပေါ့နော်သူကကြတော့အချိန်2နှစ်လောက်ပေးရုံနဲ့ကိုရောက်နေတဲ့အသက်အရွယ်ကနေပြီးတော့ဒီစာကိုလိုက်နိုင်နေဆိုလို့ရှိရင်အစိုးရကြောင့်ပေါင်းကူးတက်လို့ရဆိုတဲ့အခြေအနေမျိုးတွေလုပ်တာမျိုးရှိတယ်တစ်ဖက်မှာကြတော့လေအဲ့လိုမျိုးအစိုးရအခြေအနေကိုမဟုတ်ဘဲနဲ့အစိုးရကြောင့်ပေါင်းကူးတာမျိုးမဟုတ်ဘဲနဲ့ဘယ်လိုဟာမျိုးတွေတစ်ချက်ရှိသေးလဲဆိုလို့ရှိရင် skill development program လေးတွေပေါ့နော် skill development program ဆိုလို့ရှိရင်ဥပမာBritish Council ကနေပြီးတော့လုပ်တဲ့အာ leadership skill တို့ဟာမျိုးတွေဒါမှမဟုတ် community engagement နဲ့ပတ်သက်တဲ့ training တို့ဟာမျိုးတွေပေါ့နော်ဒါမျိုးတွေကနေတစ်ဆင့်လဲဟိုသွားလို့ရတယ်ဆိုတာမျိုးတွေလောက်တာမျိုးရှိတယ်လို့တချို့ကြောင့်လည်း vocational ဘိုင်းဟို technical ဘိုင်းကိုဦးစားပေးတဲ့ training မျိုးတွေလည်းရှိရပေါ့နော်အတိအကျဆုံးပြောလို့ရှိရင်တော့ကျွန်တော်တို့ Bain Education foundation အလိုမျိုးဟာမျိုးပေါ့နော်ခုနကကိုသူရပြောနေမှာလည်းပါတယ်သူတို့ GD လိုဟာမျိုးတွေသင်ပေးတာမျိုးတွေရှိတယ်နောက်တစ်ခုကကျတော့ demand ဖြစ်နေတဲ့ skill training တွေပေါ့နော်ကျွန်တော်ပထမပိုင်းပြောခဲ့သလိုပဲဒီကဆက်ချုပ်တာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းဟိုစိုက်ပျိုးရေးနဲ့ပတ်သက်တာဒါမှမဟုတ်လည်းဒီဟို coffee ဖြိုးတာကိမုတ်ဖုတ်တာစတဲ့သင်တန်းလေးတွေပေါ့လေဒါမျိုးတွေကတော့ပွင့်နေပြောလို့ရှိရင်လုပ်ငန်းခွင်ကိုတန်းပြီးဝင်ရောက်နိုင်တဲ့အခြေအနေရှိရတော့ကြောင့်မလို့ဒါမျိုးတွေတက်တဲ့သူတွေရှိတယ်တချို့ကြောင့်လည်းအဲ့လိုမဟုတ်ဘဲနဲ့ဒီ emergency context တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ CAG လို့ခေါ်တယ်ပေါ့နော်Community Agency for rural development ပေါ့အခြေလက်ဖွံ့ဖြိုးရေးပေါ့အဲ့ဒီကနေပြီးဖွင့်ပေးတဲ့ skill training လေးတွေအဲ့လိုမျိုး emergency ဖြစ်နေတဲ့ဟာမျိုးမှာဆိုလို့ရှိရင်အဲ့လိုမျိုးတွေရှိတယ်ပေါ့လေဒါအပြင်ကိုကျွန်တော်တို့ဘာဝထပ်ပြီးတွေ့ရသေးလဲဆိုတော့ non formal education အနေနဲ့ဆိုရင်မြန်မာနိုင်ငံကနေပြီးတော့တဆင့်သွားရတယ်ပေါ့နော် migrant တွေအများဆုံးရှိတဲ့ထိုင်းနိုင်ငံပေါ့နော်ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ဟိုထိုင်းနိုင်ငံတောင်ပိုင်းဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့မဲဆောက်နဲ့အနီးတစ်ဝိုက်အဲ့ဘက်မှာဆိုလို့ရှိရင်လည်းဒီMLCS လို့ခေါ်တယ်ပေါ့နော် Migrant Learning Center လေးတွေကိုလှုပ်ထားမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဗျဒါတွေကတော့လောလောဆယ်မှာ implement လုပ်နေတဲ့အပိုင်းပေါ့နော်ဟိုခြုံပြီးပြောရင်တော့အစိုးရနဲ့ပူးပေါင်းပြီးလုပ်တဲ့ဟာမျိုးတွေရှိတယ်လို့မျိုး NGO funded တွေဖြစ်တဲ့ဟို non formal education program တွေလည်းရှိပါတယ်ဗျအော်ဟုတ်ကဲ့ပါဗျာဟုတ်ဆိုတော့ဒီမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ဒီလူငယ်တွေပေါ့နော်ဒီလူငယ်တို့ကိုဒီပညာရေးအဆက်မပြတ်စေဖို့အတွက်မှာလည်းဒီ non formal education ကအရေးပါတယ်လို့တော့ကျွန်တော်တို့သုံးသပ်ရပါတယ်ဗျာဆိုတော့ဒါပေမဲ့ပေါ့နော်ဒီဘယ်လိုပဲအာ implement လုပ်နေကျွန်တော်တို့အစိုးရဘိုင်းနဲ့ကောဒီ NGO တွေဘက်ကရောအားစိုက်ပြီးတော့ဒီ education ဟိုအကောင့်ထဲပေါ်ပေးပေးမဲ့လဲပေါ့လေဒီကျွန်တော်တို့အခက်ခဲတွေနဲ့ဒီစိန်ခေါ်မှုတွေကလည်းရှိမှာပေါ့ဆိုတော့အထူးသဖြင့်ဆိုကျွန်တော်အမြင်ရဆိုဒီမှာဒီ non formal education ဆိုရင်ဒီကျွန်တော်တို့ online access မရတာစားလို့ပေါ့နော်တွားရေးလာရေးခက်ခဲတာတွေဒီပြီးတော့ဒီ implement လုပ်တဲ့ဘက်မှာလည်းခက်ခဲရရှိမှာပါဆိုတော့ဒီကိုအောင်သတ်မှတ်မှုအနေနဲ့ကောဒီ non formal education ဒီ implement လုပ်တဲ့နေရာမှာကြုံတွေ့ရမယ်ဒီစိန်ခေါ်မှုတွေအခက်ခဲတွေနဲ့လည်းနည်းနည်းလေးသုံးသပ်ပြပါအောင်ဗျာဟုတ်
အဓိကကတုတပြောသွားတဲ့အချက်တွေလည်းအကုန်ပါဝင်တယ်ပေါ့နော်အဓိကကတော့ communication ခက်ခဲတွေရှိတယ်နောက်တစ်ခုကျတော့ willingness ပေါ့နော် non-formal education မှာအဓိကကတက်ရောက်တဲ့သူရဲ့ဟိုစိတ်ပေါ့တက်တဲ့သူရဲ့စိတ်ဆိုတာသူကဒီပညာရေးကိုတကယ်ကိုလိုချင်တယ်တက်ချင်တယ်ဆိုခါမှပဲတက်ရောက်ဖို့အတွက်ဖြစ်နိုင်တာဟုတ်ဘာလို့ဆိုတော့တချို့သော non-formal education တွေ self based ဖြစ်တယ်ပေါ့နော်ကိုယ်တိုင်ကနေပြီးတော့သင်ယူရမယ့်ဟာမျိုးတွေဖြစ်တယ်ပေါ့နော်နောက်တစ်ခုကမြန်မာနိုင်ငံမှာဒီကတော့ non-formal လို့ပြောလို့မရဘူး parallel education system တွေလုံးလုံးစင်မှာရှိနေတာမျိုးတွေရှိတယ်ပေါ့နော်ဥပမာအားဖြင့်ဒီတိုင်းသားဒေတာတွေမှာဆိုလို့ရှိရင်သူတို့ရဲ့သက်ဆိုင်ရာဒေတာမှာဖွင့်လာတဲ့ college university တို့ဟာမျိုးတွေရှိတယ်လို့မျိုးမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေရဆိုလို့ရှိရင်လည်းစင်တိုင်းအစိုးရတို့ကနေပြီးတော့ online အနေနဲ့သင်ကြားပေးတဲ့ training တို့ဟာမျိုးတွေလည်းတော့ဘွဲ degree တို့ဟာမျိုးတွေလည်းပေးနေရမျိုးတွေရှိတယ်ဆိုတော့လေကျွန်တော်တို့အဲ့လိုမျိုးတွေကိုစဉ်းစားရတယ်ဆိုတဲ့အခါမှာကျတော့ဒီ communication က number 1ပေါ့နော်communication ဆိုတဲ့နေရာမှာလည်းခုနပြောခဲ့သလိုတချို့သောကျောင်းသင်ခန်းစာတွေကိုသင်ယူမယ်ဆိုလို့ရှိရင်ကျတော့ security concern တွေအရင်ရှိတယ်သင်ပေးတဲ့သူသင်ယူတဲ့သူနှစ်ဖက်စလုံးစီမှာကျတော့ဒါနဲ့ပတ်သက်ပြီးတော့ security concern တွေရှိတယ်လို့မျိုးဒါတွေကိုတရားဝင်မဟုတ်ပါဘူးဆိုပြီးတော့ပဲaccreditation ပေးနိုင်တဲ့အပိုင်းတွေတစ်ဖက်မှာဆိုလို့ရှိရင်လည်းလုံခြုံရေးအပြင်ကိုဒီတရားစွဲဆိုခံမှုအပိုင်းတွေဒါမျိုးတွေကိုလည်းလူငယ်တွေလည်းကြောက်ရတယ်ဆိုတဲ့အခြေအနေတွေရှိရပေါ့နော်အဲ့တော့အကုန်လုံးခြုံငုံသုံးသပ်မယ်ဆိုလို့ရှိရင်တော့ဒီ internet line access ရတာမရတာနဲ့နေ agent မှုရှိမရှိအဲ့ဒါပြီးတော့တစ်ခုနဲ့တစ်ခုနဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့နဲ့accreditation ပေးမပေးပေါ့နော်ပြီးတော့back ဆိုတဲ့အပိုင်းတွေကိုစဉ်းစားလာတဲ့အခါကျတော့ပညာရေးကလူတိုင်းအတွက်လက်လှမ်းမီနေဆိုတဲ့အခြေအနေကမရှိနေတော့ဘူးပေါ့နော်ဒါတွေကတော့အဓိကကြုံတွေ့နေရတဲ့အခက်အခဲဖြစ်တယ်နောက်တစ်ခုကခုနပြောတဲ့လူငယ်တွေစိတ်ပါဝင်စားမှုသူတို့ကိုယ်တိုင်တင်ယူတက်ရောက်မှုပေါ့နော်ဒါတွေကလည်းကျွန်တော်အနေနဲ့ကြတော့ဒီအချိန်ကာလကြာလာနဲ့အမျှပြောရတဲ့အခါမှာတစ်ခါတလေကျရင်ခက်ခဲလာတာမျိုးတွေပေါ့နော်ဒါမျိုးတွေလည်းရှိနေပါတယ်ဗျဟုတ်ကဲ့ပါဗျဟုတ်ကျေးဇူးပါဆိုတော့ဒီ non formal education ရပေါ့နော်ဒီဘယ်လိုပဲဒီအခြေအနေတွေဖန်တီးတဲ့သူတွေကဖန်တီးကြပါစေဒီကျွန်တော်တို့အနေနဲ့ကိုယ်တိုင်လည်းစိတ်လို့လည်းရသင်ယူဖို့လိုသလိုဒီပတ်ဝန်းကျင်အခြေအနေတွေကလည်းဖန်တီးပြဖို့ပေါ့နော်offer လုပ်တာတွေမဟုတ်ဘဲနဲ့ဒီသင်ယူဖို့အတွက်ဒီ learning environment ကောင်းကောင်းတစ်ခုဒီစောက်ဖို့အတွက်လည်းဒီမြန်မာနိုင်ငံမှာအခက်အခဲတချို့ရှိနေဆိုတဲ့အကြောင်းပေါ့ကျွန်တော်တွေ့ရှိရတယ်ပေါ့နော်ဆိုတော့ဒီကိုအောင်တက်ပံမှုအနေနဲ့ကောဒီမြန်မာနိုင်ငံမှာလက်ရှိအကောင့်ထဲပေါ်နေတဲ့ကြုံတွေ့နေတဲ့ဒီ non formal education နဲ့ပတ်သက်ပြီးတော့ဘယ်လိုများဒီ recommendation လေးပေးခြင်းလဲဗျဟုတ်ဟုတ်အတိကကကြတော့ဒါကတော့ကမ္ဘာနိုင်ငံရေးကမ္ဘာနိုင်ငံရေးဆိုတာတက်ဖို့ပေါ့နော်နိုင်ငံတွေရဲ့အာ funding တွေကလည်းဒီ non-formal education sector မှာအရန်ကို influence ရှိရပေါ့နော်အရန်လွှမ်းမိုးမှုရှိနေအောင်ကျွန်တော်တွေ့ရတယ်ခုနပြောခဲ့သလိုအစိုးရနဲ့ပူးပေါင်းနေဆိုတဲ့အပိုင်းထက်စားလို့ရှိရင် NGO တွေကပေးတဲ့ဟာမျိုးတွေဆိုတာလေဒီ fund တွေကိုတချို့သောနိုင်ငံတွေကနေရပ်တာမျိုးတွေရှိတယ်ဒါကလည်းကမ္ဘာနိုင်ငံရေးဇက်ခုံမှာအပြောင်းလဲတွေဖြစ်လာနေအများပေါ့နော်နိုင်ငံတွေကလည်းအကုန်လုံးကကိုယ်နိုင်ငံပထမအဖြစ်ဦးစားပေးမှုလိုဟာမျိုးကိုကျင့်သုံးလာကြတာရှိနေတာအဲကြတော့ funding တွေရက်တယ်ဆိုလို့ရှိရင်ကျတော့လက်ရှိသွားနေတဲ့non-formal education program တွေရက်သွားမျိုးတွေလည်းရှိတယ်နောက်တစ်ခုကကြတော့အဓိကနောက်တစ်ခေါက်စဉ်းစားရမှာကျတော့ကျွန်တော်တို့ဒီ accreditation ကိုတစ်ဖွဲ့ဆိုတော့ဒီတစ်ချောင်းကနေပေးလိုက်တဲ့ဘွဲ့လက်မှတ်ဒါမှမဟုတ်လို့ရှိရင်ဒီအသိဉာဏ်ပြုလက်မှတ်ကိုတခြားအကြောင်းကနေလက်မခံဘူးဆိုတဲ့အခြေအနေမျိုးတွေလည်းကျွန်တော်တွေ့ရတာပေါ့လေအဲကြတော့အဲ့ဒါမျိုးတွေကိုကျွန်တော်ဘယ်လိုဖြေရှင်းမလဲဒါကအကုန်လုံးပေါင်းစုပြီးတော့ဖြေရှင်းကြမလားဒါမှမဟုတ်လို့ရှိရင်အချင်းချင်းနားလည်မှုတွေပဲသွားကြမလားပေါ့တချို့တော့တိုင်းသားဒေသတွေမှာရှိတဲ့တက္ကသိုလ်တွေဥပမာမွန်မျိုးသားတက္ကသိုလ်လိုဟာမျိုးပေါ့နော်သူတို့ဆိုလို့ရှိရင်ထိုင်းမှာရှိတဲ့တက္ကသိုလ်တွေနဲ့ MOU လိုဟာမျိုးတွေထိုးပြီးသူတို့ကျောင်းသားတွေကိုအစိမ့်ပညာတွေဆက်လက်သင်ကြားနိုင်မှုစီလွတ်တာမျိုးတွေလည်းကျွန်တော်တို့ရှိနေတာတော့တစ်ခါမှတွေ့ရတယ်တစ်ခါမှကျတော့လည်းဒီNUG ဆိုရရေပေါ့နော်ဘွေးလက်မှတ်တွေကိုနိုင်ငံတကာမှာရှေ့တက္ကသိုလ်တွေကတချို့သောတက္ကသိုလ်တွေကလက်မခံတချို့သောတက္ကသိုလ်တွေကလက်ခံတယ်ဒီလိုအခြေအနေမျိုးတွေလည်းကျွန်တော်တို့ရှိနေတာကိုတွေ့ရတယ်ဒါအပြင်ခုနပြောခဲ့တဲ့ skill training က diploma တွေဒါမှမဟုတ်လို့ရှိရင် certificate တွေအစားပေါ့နော်လက်ခံမခံဆိုတာနဲ့ပတ်သက်ပြီးတော့အများကြီးအပြောင်းအလဲတွေခက်ခဲတွေကြုံတွေ့နေရမျိုးတွေရှိရပေါ့နော်အဲ့တော့တချို့သောလူငယ်တွေကြောက်တယ်တက်ပြီးကမှပဲငါတို့ဟာကြီးကဘာမှသုံးမရပါလားဒါမှမဟုတ်လို့ရှိရင်ဒါကအချိန်ကုန်တာပဲဖတ်တင်ပါတယ်ဒီပင်မနာပဲဖတ်တင်ပါတယ်ဒီဆိုတဲ့အခြေအနေမျိုးတွေကိုခံစားသွားတာမျိုးတွေအရှိရလူတွေကနေတဆင့်ဖြစ်လာမျိုးတွေရှိတယ်ပေါ့နော်အဓိက non-formal education မှာရေးကြည့်တာကြတော့သင်ယူတဲ့ကျောင်းသားလူငယ်လူငယ်တွေကသူတို့ကတကယ်က agents of change လို့ခေါ်မှာပေါ့နော်သူတို့ကနေပြီးတော့ဒီလိုဟာမျိုးကိုလုပ်တယ်ဆိုလို့ရှိရင်အမကန်ချက်ဒါမှမဟုတ်လို့ရှိရင်လည်း accreditation ဖြစ်တဲ့ certification တစ်ခုခုဆိုတာမျိုးပြနိုင်တယ်ဆိုမှဒါကိုလူငယ်တွေကလည်းဆက်ပြီးစိတ်ဝင်စားလာမယ်ပြီးတော့ခုနပြောသလို easy access ပေါ့နော်လူတစ်ယောက်နဲ့တစ်ယောက်နဲ့ဒီသင်တန်းစာကိုဒီဟာကိုတက်ဖို့လွယ်လွယ်ကူကူဖြစ်တယ်ဆိုလို့ရှိရင်တော့ကျောင်းသင်ခန်းစာတွေကိုပြန်ဆွဲခေါ်တဲ့စာလို့ရှိရင်ဒီပညာရေးကိုတစ်ဖက်တစ်လမ်းနေမမြင့်တင်မိနိုင်မှာပေါ့ခုနပြောခဲ့သလို accreditation မရှိဘူးယုံကြည်ရမှုမရှိဘူးလို့မြင်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့လုပ်နေတဲ့လုပ်ခဲ့တဲ့ program တွေဒါမှမဟုတ်လည်းသူတို့ contribute လုပ်နေတဲ့ဟာမျိုးတွေက
ကြာလာလို့ရှိရင်အချင်းချင်းကြားထဲမှာယုံကြည်မှုကင်းမဲ့သွားတဲ့အတွက်ကြောင့်မို့တက်ယူသူလည်းရှိမှာမဟုတ်တော့လုတ်ခဲ့တဲ့သူတွေကလည်းသူတို့အထုံးတွေအလဟတာဖြစ်သွားမယ်ဟာကတော့စိုးရိမ်ရတဲ့အပိုင်းတစ်ခုရှိနေတယ်ပေါ့နော်နောက်တစ်ခုကကြတော့တချို့သော data တွေမှာဆိုလို့ရှိရင်လုံခြုံရေးအရာဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီပညာရေးကိုလူတိုင်းတက်လှမ်းမိနိုင်မှုအတွက်ကိုစဉ်းစားတဲ့အခါမှာဆိုလို့ရှိရင်နိုင်ငံရေးအမြင်တွေကိုခဏဘေးဖယ်ထားပြီးတော့ပေါ့နော်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက်ကလည်းအရေးကြီးတယ်လို့ကျွန်တော်ကမြင်တယ်ပေါ့နော်ဒါမှပဲကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့အနာဂတ်မျိုးဆက်သစ်လူငယ်တွေအနေနဲ့ပညာရေးဆိုတာမျိုးထပ်ပြီးတော့လက်လန်းမမီတဲ့ဟာမျိုးတွေကွာဟမှုတွေလျှော့ချနိုင်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဗျဒါကတော့ကျွန်တော်ပေးချင်တဲ့အဓိကအကြံပြုချက်တွေပေါ့နော်ဟုတ်ကဲ့ပေါ့ဟုတ်ကဲ့ပါဗျာဟုတ်အဲ့ဒါဆိုကျေးဇူးပါဆိုတော့ဒီကျွန်တော်ပြန်ပြီးတော့ပေါ့နော်ဒီကိုအောင်သက်မယ်ဒီဆွေးနွေးခဲ့တာကျွန်တော်နားလဲတယ်တော့ပြီးသုံးပေါ့ပြန်ပြီးသုံးသပ်ရမယ်ဆိုရင်ဒီမြန်မာနိုင်ငံမှာဒီလူငယ်တွေကဒီနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်မလို့ပဲလူမှုရေးပြဿနာတွေကြောင့်မလို့ဒီအထွေထွေချက်တဲကြောင့်မလို့ဒီကွာဟလာတဲ့ဒီပညာရေးနယ်ပယ်နဲ့လူငယ်တို့ကွာဟလာတဲ့gap ကိုဖြည့်ဖို့အတွက်ဆို Dan formal education ကဟိုအဓိကကြတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့လည်းဒီတစ်ဖက်မှာလည်းကျွန်တော်တို့အခက်အခဲတွေအများကြီးကြုံတွေ့နေရတယ်ပေါ့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီလူငယ်တို့အနေနဲ့ဒီစဉ်ဆက်မပြတ်ဒီသင်ယူမှုရှိနေဖို့အတွက်ကြတော့ဒီအဖက်ဖက်ကမှာရှိတဲ့အဲလူတွေအနေနဲ့အားလုံးဒီပညာရေးကိုဦးစားပေးပြီးတော့မှဒီတည်တည်ငြိမ်ငြိမ်နဲ့ဆွေးနွေးဖြေရှာဖို့အတွက်ကတော့ဒါအရေးကြီးတယ်လို့ဒါကျွန်တော်နားလည်ရပါတယ်ဗျာဆိုတော့ဟုတ်ကဲ့ပါဒီအဲကျွန်တော်လည်းပေါ့နော်ဒီပညာရေးဆိုရင်ကျွန်တော်တို့တက်တန်းတစ်ချောင်းမှာဆိုကျွန်တော်တို့ရွယ်ဆိုရင်ဒါပညာရေးဆိုရင်ဒီပညာရေးဒီကျောင်းပညာရေးနဲ့ပဲကြီးပြင်းလာခဲ့ရတာဆိုတော့အခုလက်ရှိလူငယ်တို့ကြုံနေရတဲ့ပြဿနာကိုဒီပညာရေးနဲ့ဆိုင်တဲ့ပြဿနာကိုဒီ non formal education လိုမျိုးဒီပညာရေးစနစ်တွေကနေမှဒါဖြည့်ရှင်းပေးနိုင်မယ်ဆိုတဲ့အကြောင်းလည်းဒါကောင်းတဲ့ဘုရားနေသိရတဲ့အတွက်လည်းဒါအများကြီးကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ပါဆိုတော့ဒီအာဒီနေ့အတွက်ပေါ့နော်ဒီသေချာလေးဒီမြန်မာနိုင်ငံရဲ့ဒီပညာရေးပေါ့နော်လက်ရှိပညာရေးအခက်အခဲနဲ့ပတ်သက်ပြီး solution တစ်ခုကိုသေချာဆွေးနွေးပြီးတော့လည်းကျေးဇူးတင်ပါတယ်လို့ပြောကြားလိုပါတယ်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ပါကိုတူတာအခုလိုငင်းမြပြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာဗျဟုတ်ရှိသောညနေဖြစ်ပါစေမင်္ဂလာရှိသောနေ့ပါဟုတ်ကဲ့ပါ